ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုရှယ်လေးပါမြန်မာပြည်ရဲ့အနာဂတ်အရေးကိုမြန်မာပြည်သူပြည်သားတွေလည်းကောင်းတာပဲမျှော်လင့်ကြတာပေါ့ဗျာကျွန်တော်တို့အနေနဲ့လည်းကောင်းတာပဲမျှော်လင့်ကြတာပေါ့နော်အများကြီးဘယ်သူမှမမျှော်လင့်နိုင်တော့လဲပဲကိုမျှော်လင့်ထားသလောက်ပဲကိုမျှော်လင့်ကြတာပေါ့ဗျာကျွန်တော်ဒီလိုပြောဖို့အတွက်ကျွန်တော်စဉ်းစားတယ်ဒီနေ့အောင်ဝေးရဲ့ကြပြလိုစာလိုတွေးလိုက်လို့ပါကျွန်တော်မှန်တတိုင်းပဲပြောတယ်နော်ကြပြဆရာအောင်ဝေးနဲ့ကျွန်တော်ကပသိမ်ထောင်ထဲမှာဆုံခဲ့တာကျွန်တော်မညာတတ်ဘူးဗျကျွန်တော်အမှန်တိုင်းတွေပဲအကုန်ပြောတယ်သူတို့ကခြေကွေးပါတာကွန်မြူနစ်အုပ်စုဆိုပြီးတော့ဝင်လာကြတဲ့သူတွေထဲမှာအောင်ဝေးကတော့အဲ့ဒီတုန်းက NLD ရဲ့ AR တိုင်းစီယုံရေးမှုအနေနဲ့ဝင်လာတာကြံတဲ့ကျွန်တော်နဲ့ခင်ပါတယ်နော်ကြံတဲ့ကြပြဆရာတွေရှိတယ်စာရေးဆရာတွေရှိတယ်ဗျာပသိမ်ထောင်ထဲမှာကျွန်တော်နာမည်ထုတ်ပြောရင်သူတို့ရဲ့လုံခြုံရေးတွေသူတို့ရဲ့သားသမီးတွေရဲ့ဟိုတင်းနေယနေ့လက်ရှိအဲ့ဒီမှာဘယ်လိုရက်တည်နေမှန်းကျွန်တော်မသိလို့ထိခိုက်သွားမှကျွန်တော်စိုးတယ်သူတို့ကဘယ်လက်ရဲ့လက်ဖမိုးပေါ်မှာခြေကွေးပါတာပုံနေထိုးထားကြတယ်အဲ့ဒါနဲ့ကျွန်တော်ကပသိမ်ထောင်ထဲကိုရောက်သွားတယ်ကျွန်တော်ကရောက်သွားတဲ့အချိန်မှာကျွန်တော်အုပ်စုလေးနဲ့ပေါ့ဗျာကျွန်တော်အုပ်စုကရဲဘော်2ယောက်ကတော့တေသွားပြီတချို့ရဲဘော်တော့ရှိသေးတယ်ပေါ့နော်ကျွန်တော်မေးတယ်ခင်ဗျားတို့လက်ဖမိုးပေါ်မှာထိုးထားတဲ့ခြေကွေးပါတာဘယ်လက်မှာပေါ့နော်အောင်ဝေးရဲ့ဘယ်လက်ဖမိုးပေါ်မှာခြေကွေးပါတာကိုဖျက်လိုက်ပြီလားကျွန်တော်မသိဘူးအမေရိကန်ရောက်လာပြီးတော့လေဆာနဲ့တိတ်လေးသွားဖျက်လာပါလားတော့ကျွန်တော်မသိဘူးနော်ဒါကျွန်တော်အမှန်တိုင်းပဲပြောတာဆိုတော့ကျွန်တော်မေးတယ်ခင်ဗျားတို့ကခြေကွေးပါတာရဲ့လက်ဖမိုးပေါ်မှာခင်ဗျားတို့ရဲ့ဘယ်လက်ဖမိုးပေါ်မှာအဲ့ဒါထိုးထားပြီးတော့လို့ခင်ဗျားတို့ခြေကွေးပါတာလုတ်ခဲ့တဲ့အလုပ်မျိုးဘာလုတ်တယ်လဲလို့ကျွန်တော်မေးတာပေါ့နော်သူတို့ကျွန်တော်ပြန်မဖြေနိုင်ဘူးသလားကျွန်တော်စိတ်ဆိုးတယ်โอเคနော်ပသိမ်ထောင်ထဲမှာနော်အောင်ဝင်းနဲ့ကျွန်တော်တွေ့ခဲ့တယ်လို့ပြောတယ်နော်အဲ့ဒါနဲ့မပြီးသေးဘူးဗျအောင်ဝင်းနဲ့ကျွန်တော်နဲ့ဒုတိယအကြိမ်တွေ့ဆုံပုံကစံပြစည်းကားမှတ်တိုင်မှာ तू ကထောင်ကထွက်သွားပြီဗျာ तू ကကျွန်တော်ထက်အစောကြီးထွက်သွားတာကျွန်တော်နောက်မှထွက်တာကျွန်တော်တို့ကရန်ကုန်မှာအိမ်နေခြံနေစီးပွားတွေနဲ့နေတဲ့လူဗျာကျွန်တော် public ကားလေးမောင်းလာတော့ဟာဒါငါထောင်ထဲမှာတွေ့ခဲ့တဲ့ကိုအောင်ဝင်းနဲ့တူတယ်ဗောဘေးနာခင်ဆွေကြီးလည်းရှိသေးတယ်တောက်ရီအိုးလေးလုံလက်ကပိုက်အုံးပင်ပေါက်လေးကိုအောင်ဝေးရဆွဲပေါ့ဗျာဆိုတော့ကိုအောင်ဝေးခင်ဗျာကျွန်တော်မှတ်မိလားဆိုတော့ तू ကြည့်လိုက်ကျွန်တော်မှတ်မိတယ်လို့ပဲတဲ့အဲ့လိုဗမာနိုင်ငံကစောက်ပွေမြင့်တဲ့ကောင်တွေရလေစောက်ချိုးသိမ့်မပြေဘူးသိလားထောင်ထဲမှာဗျာမနဲ့မိုးလျက်နေညနေတွေ့လာတဲ့ကောင်ကျွန်တော်မှတ်မိတယ်လို့ပဲလို့ပြောတာဒီကောင်မျိုးဒါဒီကောင်ရဲ့စိတ်ကိုကျွန်တော်ရှင်းပြတာတတိယအချိန်တွေးတာကိုကျွန်တော်ထပ်ရှင်းပြမယ်နော်ခင်ဗျားတို့ဘယ်သွားမှာကျွန်တော်တို့ကမြောက်တကုံမှာနေတာတဲ့ကျွန်တော်လိုက်ပို့ပေးမယ်ကားလာနေပြီဗျာတဲ့နောက်တစ်ခေါက်မှပဲကျွန်တော်လိုက်တော့မယ် yes အဲ့ဒါကိုလည်းလေးစားတယ်โอเคနော်ခင်ဗျားကျွန်တော်မှတ်မိလားဆိုတွေ့ဘူးတလို့ပဲတဲ့ကဲခင်ဗျားစဉ်းစားကြည့်နော်โอเคကျွန်တော်ခင်ဗျားတို့တရုတ်ပေါ်အောင်ပြောတာစံပြစည်းမှတ်တိုင်အဲ့ဒါနဲ့ခစ်တယ်လဲကြာပြီပေါ့ဗျာသူလဲသူ့အပိုင်းနဲ့ဖြတ်တန်းကျွန်တော်လဲကျွန်တော်အပိုင်းနဲ့ဖြတ်တန်းအဲ့လိုဖြတ်တန်းလာကြရင်းကနေပေါ့ဗျာအမေရိကန်ကိုကျွန်တော်ကရောက်လာတယ်ပေါ့ဗျာသူ့ထက်စောတယ်ပေါ့ကျွန်တော်တို့ကတောထဲလဲဝင်တယ်ဗျာတောင်တွေလဲပြက်ဖြတ်တယ်ဗျာနိုင်ငံတကာတက်ကသိုလ်တွေကိုလည်းကြော်ခဲ့တယ်ဗျာတက်ခဲ့တယ်ဗျာဟုတ်ပလားဆိုတော့အဲ့ဒါနဲ့ခြေကားကိုသူ့ပဲချိန်တာကျွန်တော်နဲ့သူနဲ့ခြေကားကိုမှထပ်တွေ့တာထပ်တွေ့ပြီးတော့ဒါတော့ပသိမ်ထောင်မှာကြာလာတဲ့ကြပြဆရာဘသူပါပေါ့ကျွန်တော်တော့မတွေ့လိုက်ဘူးဘယ်အချိန်ကြာလဲကျွန်တော်နောက်ကကြာလာရင်တော့ကျွန်တော်မသိဘူးလေ
ဟုတ်တယ်နော်ဆိုတော့အဲ့ဒါနဲ့ပြောကြဆိုကြရင်လည်းကျွန်တော်သူ့ကိုမှတ်ရစကလုံးတစ်လုံးပြောလိုက်တယ်ကိုအောင်ဝေးကျွန်တော်တို့ကျင့်ဝတ်ကောင်းကောင်းနဲ့မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ကိုကိုးကွယ်ယုံကြည်တဲ့သူတွေကိုးကွယ်ယုံကြည်မရဲအောင်ခမားကြပြစာပေတွေကောင်းကောင်းရေးကျွန်တော်ကလည်းဆောင်းပါးတွေကောင်းကောင်းရေးတည်င်းတွေကောင်းကောင်းတင်ကြအောင်ဗျာဆိုသူက yes တဲ့ဒါသူ့ပြဿနာဒါကျွန်တော်အတင်းပြောတာမဟုတ်တော့အောင်ဝေးတီမှာနေတယ်ကျွန်တော်အတင်းပြောတာမဟုတ်ကျွန်တော်အမှန်နေပြောနေတာဆိုတော့သူပြီးတော့ဘာဖြစ်သွားလဲဆိုတော့သူပုတ်ကိုရေးဘက်ကိုချင်းကပ်သွားတယ်ဗျာဟာတန်မဏိနှင်းစီရေးလိုက်တော်ရိုင်းနှင်းစီရေးလိုက်ဘာနှစ်သူရေးတဲ့နှင်းစီတွေအားလုံးကကျွေသွားတယ်ဗျာအောင်ဝေးနှင်းစီရေးရင်ခင်ဗျားတို့အဲ့ဒီနှင်းစီပန်းကိုခင်ဗျားတို့ရှောင်တော့အောင်ဝေးပန်းအကြောင်းရေးအဲ့ဒီပန်းပိုးထိုးပြားကြိုက်ပြီအဲ့ဒါခင်ဗျားတို့ယုံကျွန်တော်အကောင်းပြောတာဟုတ်စိတ်မရှိနဲ့ဆိုတော့အခုတော်လှန်ရေးမှာလိုအပ်ချက်တွေအများကြီးဗျာလိုအပ်ချက်ကိုမှတော်တော်ကြီးတယ်ဗျာဘာလို့အခြေခံဖွဲ့စည်းပုံကိုစုပ်ကင်ပြီးနိုင်ငံတော်တယံဇာတအားလုံးကိုချုပ်ကင်ထားတဲ့လက်နက်ကင်ထားတဲ့ခေတ်ဆက်ဆက်လူဘာဝလာတဲ့စစ်တပ်ကိုတိုက်တဲ့တော်လှန်ရေးဟာမိမိဘက်ကပြန်တိုက်ခဲ့တဲ့အချိန်မှာအရန်လိုအပ်ချက်တွေကြီးတယ်ဗျအောင်ဝေးဘယ်လက်ဖမိုးပေါ်ကခြေကွေးဘာသာနဲ့အောင်ဝေးစကားပြောလိုက်ရင်တိတ်ကောင်းမယ်ဖြတ်လိုက်တော့ကျွန်တော်မသိဘူးပေါ့နော်ဟုတ်ပလားအဲ့ဒီလိုအပ်ချက်ကြီးတဲ့ဒီကာလကြီးတစ်ခုမှာစရင်မစစ်နဲ့တို့ဘာမဖြစ်နဲ့တို့ညာမဖြစ်နဲ့တို့ကျွန်တော်မေးချင်လို့ပါအောင်ဝေးမင်းဒီအမေရိကရောက်လာတာမင်းကြပြားဆရာအဆင့်နဲ့ရောက်လာတာမဟုတ်ဘူးမင်းဟိုတယ်မှာအဲ့ရကင်းခောက်အဝတ်လျှော်တဲ့ဘဝနဲ့မင်းဖြတ်တန်းရတာလေဒါပေမဲ့မင်းတို့တော်ခဲ့ကြတယ်ငါလို့မဟုတ်ဘူးငါတယောက်တည်းလာတာမင်းတို့ကတစ်ဆွေလုံးတစ်မျိုးလုံးဆွေ80မျိုး80အမေရိကကိုလာတာမင်းတို့ရှက်တိုက်ရင်သေလိုက်လို့ရတယ်ကွာအောင်ဝေးငါကိုရှယ်လေးလေမင်းနဲ့ငါနဲ့ပသိန်းထောင်မှာဖြတ်တန်းခဲ့တဲ့အချိန်နဲ့မင်းစောက်ကျင့်ငါသိတယ်လေမင်းအချိန်မရွေးငါ့ကိုကွန်ပလိန်းတက်လိုက်လေငါမှန်မှန်ကန်ကန်ပြောတတ်တဲ့ကောင်းကွာမင်းနဲ့ငါနဲ့တွေ့တဲ့အချိန်မှာမင်းဂျင်းပေါင်းပြီးဂယိုဂဘိုဂယိုနဲ့ကပတ်တောင်မပတ်တတ်သေးတဲ့အဆင့်မှာငါကနဂတိုင်ကုတ်နဲ့စတန်ဒတ်နဲ့လာတွေ့ခဲ့တာကွာအောင်ဝေးအဲ့ဒီအချိန်တည်းကမင်းကြပြရေးတယ်လို့ငါလည်းဆောင်းပါးတွေအများကြီးရေးနေပြီလေကွာမင်းရေးထားတဲ့ကြပြထဲမှာတိုင်းရင်းသားတွေကိုစာနာတဲ့ကြပြတစ်ပုဒ်ငါ့အသေးချာပြစမ်းကွာအောင်ဝေးမင်းတို့လိုမလောက်မလေးမလောက်စားစောက်ကျင်နဲ့ငပိလောက်တဲ့အုံနှောက်နဲ့တိုင်းပြည်ကိုဟိုတာပြောင်းမယ်ဒီတာပြုတ်မယ်ဆိုတာဟဲ့ကောင်အောင်ဝေးမင်းအေယာဝတီကပသိမ်မြို့တော်မင်းလုပ်လို့မရခဏတိုက်ပြီးတိမ့်ထားတိုင်းရင်းသားတွေโอเคအလှခံပြီးချမ်းသာတာအန်ယူဂျီနဲ့ဘောမအုပ်စုနဲ့ထမိန်ကျုံနေဒါကိုငါပြောတာအောင်ဝေးမင်းကလူစိတ်ရှိမယ်ဆိုရင်မင်းဘလောက်ရောက်ပြီးပြီလဲအာနာသိမ့်ပြီးတဲ့အချိန်ကစပြီးတော့ထိုင်းနယ်စပ်ဘင်္ဂလားနယ်စပ်အိန္ဒိယနယ်စပ်ကိုဟဲကောင်အောင်ဝေးမင်းဘလောက်ရောက်ပြီးပြီလဲငါမေးချင်တယ်ငါ6ကြိမ်ရောက်ခဲ့ပြီးပြီโอเคအဲ့ဒီမှာပြတ်နေတာကြိုးကန်းနေတာလူစင်မမီတော့တာတွေအဲ့ဒီနယ်စပ်တိုင်းမှာရှိတယ်ကွာမင်းတို့အန်ယူဂျီကဖေးမလို့လားကိုညီလို့လားအကာအကွယ်ပေးလို့လားမင်းလိုကောင်စောက်ယူထတိုင်းမြမနိုင်ငံရေးပြောင်းလဲရမယ်ဆိုရင်အောင်ဝေးရပသိမ်ထောင်မှာမင်းထောင်မှုနဲ့ပေါင်းပြီးတော့စားခဲ့တဲ့အကောင်အဆင်းလောက်နဲ့ပြောတာ
ငါအရန်အံ့ဩတယ်ငါဘလောက်နေတာထိုင်တာပြတ်သားခဲ့လေပသိမ်ထောင်မှာဟမ်ငါတိတ်ပြီးတော့မပြောချင်ဘူးမင်းတို့အုပ်စုထဲမှာလူတော်လဲပါတယ်လူကောင်းလဲပါတယ်မင်းလိုကောင်းလူရုပ်မှာလူညံ့လဲပါတယ်ကွာအခွင့်အရေးသမားလဲပါတယ်โอเคငါဘဒုစီကမှအခွင့်အရေးမယူခဲ့ဘူးအောင်ဝေးမင်းနဲ့ငါချီကားကိုမှတွေ့ခဲ့တယ်မင်းငါ့ကိုတွေ့ခဲ့တဲ့ပုံစံအတိုင်းမင်းကနေ့ပြန်ပြောလိုက်လေမင်းအမေရိကန်ဘဲကဗျာဆရာတက်မကအသင်းမှာမင်းပါခဲ့ဘူးလို့လေဒေါ်ကြည်မေကောင်းငါရေးပေးတဲ့ကဗျာအင်္ဂလိပ်လိုငါရေးပေးတာနော်ဒေါ်ကြည်မေကောင်းကြီးမသေးသေးဘူးမင်းမေးအောင်ဒါ Democracy Now မဂ္ဂဇင်းမှာရိုက်ခဲ့တယ်ကွာအောင်ဝေးရဲ့ဟမ်ငါမင်းထက်ငယ်ပါတယ်ဒါမဲ့စောက်ကျင်းဝတ်တီလာမရှိတဲ့ကောင်မို့လို့မင်းကငါကိုအောင်ဝေးလို့မခေါ်နိုင်တာငါမင်းနဲ့၃ချိန်ဆုံတယ်ပြောတယ်ပသိမ်ထောင်မှာငါဆုံတယ်စံပြဈေးမှာမင်းနဲ့ခင်းဆွေးကြီးတောက်ရည်အိုးလေးနဲ့အုံးပင်ပေါက်ဆွဲထားတဲ့အချိန်မှာဆုံတယ်ခြေကားကိုမှဂျင်းပေါင်းပြီးကိုကပတ်မပတ်တက်ပဲနဲ့ကဘိုကီယိုဝတ်ပြီးတော့ပွားနှမ်းနှမ်းနဲ့မင်းအုပ်စုလေးနဲ့မင်းလာပြီးငါဆုံဘူးတယ်အခုကတော်လှန်ရေးမှာစီကန်းလိုလာတယ်စနစ်လိုလာတယ်ကျင်းဝတ်လိုလာတယ်အောင်ဝေးမင်းစောက်ချက်တော်ရှိဖို့ကောင်းတယ်ကွာမင်းအမေရိကန်နိုင်ငံမှာလीငါပြောတာမဟုတ်ရင်တရားစွဲလိုက်လေကွာဟမ်မင်းကတခိုးကိုတူမလှုပ်လို့လှုပ်တူလှုပ်လို့လှုပ်ဘာကြီးလှုပ်လို့လှုပ်တပည့်လှုပ်လို့လှုပ်နဲ့မင်းဘယ်လောက်စားရမှာလဲမင်းကဘာကွန်မြူနစ်လဲငါသိချင်လို့ပါမင်းကွန်မြူနစ်အကြောင်းမင်းဘယ်လောက်သိလို့လဲဟမ်မင်းတို့ဗမာနိုင်ငံအားလုံးဟာဘာသာပြန်ဖတ်ပြီးစောက်ယူတွေထားခဲ့တဲ့ကောင်လေမင်းတို့တော့ငါစောက်တုပ်လက်ဆောင်ပေးဘူးတယ်လေအောင်ဝေးအော်ဖတ်ပါမှတ်ပါလေ့လာပါပေါ့မင်းဟိုတယ်မှာအိယာခောက်အဝတ်လျှော်နေရတဲ့ဘဝလေးကနေတိုးတက်သွားဖို့အတွက်ပေးတာနော်အေးအွန်လိုင်းပေါ်မှာ2ကြောင်းဖတ်3ကြောင်းဖတ်နဲ့လာဆဲနေတဲ့ကောင်တွေနဲ့တော့မင်း group ဖြစ်လို့ရရင်ရမယ်လူချင်းတွေ့ငါဖျဲထုတ်ပလိုက်မယ်ကွာငါအမှန်တရားသမားဟဲ့မင်းစာတတ်လို့ငါတတ်တယ်မင်းထက်ငါအင်္ဂလိပ်လိုပို့တတ်တယ်အောင်ဝေးမင်းအဲ့ဒါယုံလိုက်အခုမင်းတို့ဖြစ်နေတာကမင်းတို့တော်လှန်နေရတာခေတ်ဆက်ဆက်တယံဇာတတွေကိုလက်ဝကြီးအုပ်ထားတာတိုင်းရင်းသားတွေရဲ့ခေါင်းပုံဖိနှင်းထားတာဗမာပြည်သူတွေရဲ့ယုံကြည်ချက်တွေကိုခေါင်းပုံဖြတ်ထားတာအဲ့ဒါကိုတော်လှန်ဖို့အတွက်ရဲဘော်အောင်ဝေးစီကံလိုတယ်ကွစနစ်လိုတယ်ကွကျင့်ဝတ်လိုတယ်ကွစီကံမရှိစနစ်မရှိကျင့်ဝတ်မရှိနဲ့စောက်ပေါ်လို့စောက်ယူလို့မင်းမရေးစမ်းပါနဲ့အောင်ဝေးရဲ့မင်းဗမာပြည်မှာပြန်ကိုရက်တီလို့မရတော့ဘူးဘာဖြစ်လို့လဲသိလားမင်းခြေတွေတော်တော်ကျွနေပြီဟဲ့ကောင်ပသိမ်ထောင်ထဲမှာငါတွေ့ခဲ့တယ်ကွာကိုဇော်ထိုက်ငါထက်အသက်ကြီးတယ်အခုဆိုရင်ရှိကောင်းလဲရှိအောင်မယ်မရှိကောင်းလဲမရှိဘူးငါမသိဘူးလွန်ခဲ့တဲ့2နှစ်လောက်တော့ငါစကားပြောဘူးတယ်နော်ကိုဇော်ထိုက်တို့အဖွဲ့ဆိုတာဒါပသိမ်ဝန်းကျင်မှာကွာတော်တော်လှုပ်ရှားခဲ့တဲ့လူငယ်တွေပေါ့ကွာအဲ့ဒီချိန်ကလူငယ်ဆိုရယ်လူလက်တွေပေါ့သူတို့ဆိုရင်မင်းကို respect ပေးကြတယ်ဒါပေမဲ့ပသိမ်ထောင်ထဲမှာမင်းကိုစောက်ပေါ်မှန်းအကုန်သိတယ်အောင်ဝေးဘာလဲမင်းရွတ်နေတယ်ဘာလဲပြင်စမနိုင်ငံတော်လားစတုတ္တနိုင်ငံတော်လားဘယ်မှာလဲအောင်ဝေးအခုကဘာဖြစ်နေလဲဆိုတော့မြေပြင်မှာတ
တော်လှန်နေတဲ့ညီကိုမောင်နှမတွေရဲဘော်တွေငါထိုင်းနိုင်ငံကို3 ကြိမ်အဲ့ဒီနယ်စပ်တစ်လျှောက်ကိုရောက်ခဲ့တယ်ဘင်္ဂလားဒေ့ရှ်ကိုတစ်ကြိမ်ရောက်တယ်အိန္ဒိယမြန်မာနယ်စပ်ဘက်ကိုတစ်ကြိမ်ရောက်တယ်အားလုံးပေါင်း5 ကြိမ်5ရောက်တယ်အဲ့ဒီမှာဖြစ်နေတဲ့အခက်ခဲတွေနဲ့ကြုံတွေ့နေရတဲ့ပြဿနာတော်တော်များများကိုငါမြင်ခဲ့တယ်အောင်ဝေးမင်းအဲ့ဒီလိုသွားပြီးပြီလားဟမ်မင်းအဲ့ဒီလိုသွားဖို့အတွက်ခင်ဆွေကြီးမင်းကိုပတ်စံထုတ်ပေးလားမင်းအဲ့ဒါတွေအရင်သွားလေ့လာဟဲ့ကောင်ငါဂိုရှယ်လေးနော်ငါအမှန်နေပြောတယ်မင်းနဲ့ငါနဲ့3 ကြိမ်တွေ့ဘူးတယ်မင်းမငင်းနဲ့ပထမချိန်က1989ပသိမ်ထောင်မှာဆုံခဲ့တဲ့အချိန်မင်းလည်းအဖမ်းခံစားရောက်ပြီးငါ့ထက်ကြိုရောက်တာငါကထောက်လိုင်းမှာရန်ကင်းတောင်ထောက်လိုင်း4မှာညှင်းမဲနှိပ်စက်ခံရပြီးတော့မှရောက်လာဟေးကောင်အောင်ဝေးမင်းကိုငါဒီတိုင်းပြောတယ်ငါဂိုရှယ်โอเคနော်မင်းဗမာပြည်ကိုတိတ်ဆိတ်ဝင်စားနေလားမင်းတခိုးတွေကိုတိတ်ကာကွယ်ပေးခြင်းနေလားမင်းနေဇက်ကိုတွားကြည့်လိုက်ဘာတွေဖြစ်နေလဲဆိုတာမင်းတွေ့သွားလိမ့်မင်းတွားပြီးပြီလားအောင်ဝေးမင်းဖင်သိမ့်မရနဲ့ကွာငါတော့ပဲပြောမယ်ပသိမ်ထောင်ကရဲဘော်ညီကိုမောင်နှမတွေအားလုံးကိုပြောလိုက်မယ်ကျုပ်စော်ကားနေတာမဟုတ်ဘူးကျုပ်အမှန်ကန်ကိုပြောတာပသိမ်ထောင်မှာကျုပ်တွေ့ခဲ့တဲ့ရဲဘော်ညီကိုမောင်နှမတွေအားလုံးကို respectfully ပြောတာအောင်ဝေးတိတ်ဖင်ရှားနေလို့ကမွန်းရွက်နဲ့အညာထညက်ပြုတ်တော့ပြီးတုတ်ကောင်ချဖို့အတွက်ပြောတာโอเคမင်းကိုယ်တိုင်အဲ့ဒီနေဇက်တွေကိုမင်းအရင်သွားလိုက်အောင်ဝေးဘလောက်အလိန်ခံထားရလဲဘလောက်ခေါင်းပုံဖြတ်ခံထားရလဲမင်းတွေ့သွားလိမ့်မယ်အောင်ဝေးငါမင်းကိုကျွတ်เสียတလုံးမှမရှိဘူးကွာတမိုင်းအရာရော background အရာရောမင်းလိုကောင်ကျွတ်เสียတစ်စက်မှမရှိဘူးကွာโอเคဒီလောက်ပဲဒါအောင်ဝေးနဲ့ပတ်သက်တဲ့ကိစ္စပြောတာဒုတိယမင်းအောင်လှိုင်တို့ကိစ္စနဲ့ပတ်သက်လို့ပြောမယ်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အတွက်ရာပြည့်တို့ဒေါ်စုနဲ့ကျွန်တော်အရင်ပြောတယ်နော်ဒေါ်စုကထောင်ထဲမှာမရှိတော့ဘူးခင်ဗျားတို့ပဲပြောတယ်ထောင်ထဲမှာမရှိတော့ဘူးကျွန်တော်အစောကြီးပြောခဲ့တယ်အပြင်မှာထားတယ်ရာပြည့်တို့နဲ့ရာပြည့်တို့တွားတွေ့နေတယ်မြန်မာနိုင်ငံကိုပြန်လည်ပြီးတော့ဒီမင်းအွန်လိုင်းစစ်တပ်ကနော်ကင်တွယ်ဖို့အတွက်တရုတ်ကဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့တော့ရှိတက်မလာပါနဲ့ပြဿနာရှိတယ်နော်အကုန်လုံးကမောက်ကမဖြစ်နိုင်တယ်ဆိုတဲ့စကားလုံးရှိတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့ရာပြည့်တို့တွားတွေ့နေတယ်မြန်မာနိုင်ငံကိုအရင်လိုနိုင်ငံတော်အတိုင်ပင်ခံကိုတယောက်တည်းမထားတော့ဘဲနဲ့နိုင်ငံတော်အတိုင်ပင်ခံကော်မတီမှာဒေါ်အောင်ဆန်းစုကြည်ကိုဥက္ကဋ္ဌထားပြီးတော့ NLD ပါတီဟာလဲဒီရွေးကောက်ပွဲမှာတရုတ်အဆိုပြုထားတဲ့အတိုင်းကတ္တိလေးပါလာပြီးတော့ဖြစ်လာမဲ့ရွေးကောက်ပွဲပုံစံမျိုးကိုမင်းအောင်လှိုင်တို့ဖန်တီးနေတယ်အောင်ကြည်ညွန့်ရဲ့နန်းစီဒီအန်တွေကိုခမာနီဥပဒေနဲ့တုတ်တင်ရှင်းလင်းဖို့ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကနန်းစီဒီအန်ဖြစ်တယ်နန်းစီဒီအန်ဆိုတာစစ်တပ်ကလုတ်တမျှကိုပူးပေါင်းဆောင်ရွက်တာမဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်ကတရားရုံးမှာလည်းပူးပေါင်းဆောင်ရွက်ခဲ့တယ်အခုလည်းတွေးဆုံစကားပြောနေတဲ့အပိုင်းတွေရှိတယ်အောင်ကြည်ညွန့်ဟိုအကောင်ခွင်းမသာမင်းကိုတခါတည်းပြောလိုက်မယ်မြမနိုင်ငံရေးကိုလူလေအဲ့လိုမလုပ်နဲ့နော်ငါပွင့်ပွင့်လင်းလင်းပြောနေတာငါပြောပြီးမှမင်းတို့တင်တဲ့သတင်းတွေစောက်ရှက်မရှိဘဲနဲ့မင်းတို့ဝေဖန်ဆွေးနွေးနေကြတာအခုရာပြည့်တို့တွေ့နေနိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတော့ဖွဲ့ဖို့ရှိနေ
ဒေါ်စုကိုဥက္ကဋ္ဌထားပေးဖို့ရှိโอเคနော်ငါကြိုပြောတယ်နော်ခွေးမသားအောင်ကြည်ညော့မင်းကနန်းစီဒီအန်တွေကိုအကုန်တတ်ခိုင်းနေတယ်ကျောင်းဆရာမတွေတူနာပြုတ်တွေပါမင်းတတ်ခိုင်းနေတယ်မင်းကြတော့ဒီမှာနေတယ်မင်းသားသမီးတွေကအားလုံးကိုယ်ပိုင်စီးပွားရေးတွေနဲ့ကျန်နေသေးတဲ့မဲဆောက်မှာသုံးတက်တိုက်ကြီးငှားပြီးထားတာထိုင်းအစိုးရကိုဖမ်းခိုင်းပြီးငါဖင်ချခိုင်းမယ်အောင်ကြည်ညော့ငါတို့အကုန်သိတယ်ကွာငါအဲ့ဒီနေရာကိုရောက်ခဲ့တယ်အောင်ကြည်ညွန့်ရဲ့ဟုတ်ပြီလားမင်းတို့မတရားတာပြည်သူပေါ့โอเคမင်းတို့စစ်တပ်ကိုတော်လှန်ရင်ငါလို့လို့ငါဘယ်ကောင်းစီမှလိမ်မစားထားဘူးခွင်းမသားအောင်ကြည်ညွန့်ဒေါ်အောင်ဆန်းစုကြည်ကနန်းစီဒီယန်ဖြစ်တယ်မင်းထုတ်တဲ့အမိန့်မှာဒေါ်စုကိုပါတိုက်ရမယ်လို့ပါတယ်ကွာဟမ်ရေငန်တောက်မျက်ချုပ်စားပြီးတော့ငါတို့လိုဖွံ့ဖြိုးတိုးတက်နေတဲ့ချောင်းစုံမှာအမတ်လာလုပ်တဲ့ခွင်းမသားမွန်နေတာကိုနာဖို့လိုတယ်ဒီလိုခွင်းမသားတယောက်ကချောင်းစုံမြို့နယ်အမတ်လာလုပ်ရသလားကွာအောက်တန်းစားတွေနိုင်ငံရေးဆိုတာပြတ်သားဖို့လိုတယ်ကွာမှန်ကန်ဖို့လိုတယ်ကွာကျင့်ဝတ်ကောင်းဖို့လိုတယ်ကွာမင်းတို့စောက်ကြည့်မဆိုင်ငါပြောနေတာမင်းတို့အတွက်လည်းပါတယ်စောက်ကျင့်မကောင်းတဲ့ကောင်တွေပဲငါတို့တိုင်းပြည်ကိုအုပ်ချုပ်လာစောက်ရှက်မရှိတဲ့ကောင်တွေတခိုးကြပိုးတွေဒီအချိန်မှာဓာတွေကိုတတ်နိုင်တယ်လို့ရှင်းသင့်ပြီဟမ်အောင်ကြည်ညို့မင်းအစင်းနဲ့များတိုင်းရင်းသားတွေကိုမင်းအုပ်ချုပ်အောင်မယ်10နှစ်မင်းလောက်စောက်ရှက်မရှိတဲ့ကောင်ကွာဟမ်ခွေးမသား ABCD တောင်ကောက်ကောက်မတက်ဘူးကွာဟမ်မင်းတို့ပဲစောက်ထင်ကြီးကြမင်းတို့ပဲသေကြပြတ်ကြခံစားကြအောင်ကြည်ညွန့်ကဒီမှာအေးဆေးပဲအဲ့ဒါ NUG ပဲမင်းတို့မှတ်ထားဟမ်ငါ NUG ကိုမထောက်ခံဘူးပြောပြီးသားလေဘာလို့ NLD အစိုးရကြီးရှိနေတယ်လေငါဘယ်လိုထောက်ခံပေးရမှာလဲငါမထောက်ခံဘူး NLD အစိုးရနဲ့စစ်တပ်နဲ့ဖြစ်တဲ့ပြဿနာကို NLD အစိုးရသားလျင်ပြည်သူအစိုးရအနေနဲ့ငါတို့အားလုံးဝိုင်းတိုက်ရင်စစ်တပ်ပြိုတယ်လေဘယ်လိုလုပ်အောင်ကြည်ညွန့်မွေးထုတ်ပေးတဲ့ NUG နဲ့တိုက်ရမှာလဲတို့ကိုယ်တော်မှအသိမှမပြုတ်ဘူးလေကွာ NLD ကအားလုံးအသိမှပြုတ်ပြီးသား ready လေဟိုကြော်မိုးထွန်းမြောက်လွှဲကြော်ကို NLD ကခန့်ထားတာလေမြောက်လွှဲကြော်တန်အမတ်လို့ပြောတာလေဒါမလို့ရှင်းရဲလားငါရှင်းနိုင်တဲ့ဥပဒေတွေရှိတယ်လေငါမှာမင်းတို့စိတ်ကူးရင်နေနဲ့အကုန်လုံနေတာမင်းတို့အခုတိုက်နိုင်နေအဲတိုင်းရင်းသားတွေအကူညီနဲ့နိုင်ငံရေးမှာမင်းတို့ရှုံးနေတယ်တန်တမာမှာမင်းတို့ရှုံးနေတယ်မင်းတို့အဲ့ဒါလေးလေးနည်းနည်းဆင်ခြင်ကြအောင်စစ်ရေးနဲ့နိုင်ငံရေးမတူဘူးဟမ်ဒေါ်အောင်ဆန်းစုကြည်ကနန်းစီရီယန်တရားရုံးပူပေါင်းဆောင်ရွက်လို့သူ့ကိုတရားရုံးထုတ်လို့ရတာပေါ့ပူပေါင်းဆောင်ရွက်လို့သူပူပေါင်းဆောင်ရွက်မှုမရှိရင်ထုတ်ရအကြောင်းမရှိဘူးလေဦးဝင်းမြေရောအောင်ကြည်ညွန့်ကနန်းစီရီယန်တတ်ခိုင်းနေဆိုတော့ဟမ် mother fuck အောင်ကြည်ညွန့်ဟုတ်ပြီလားလာခဲ့ပါမင်းတို့စီအားကောင်းနေလာခဲ့ပါငါဖြဲပြပါမင်းတို့ကဘလို့ဖြစ်နေလဲဆိုတော့အခုကလေစပစ်တီးမစားဘူးတဲ့မြေခွေးလို့ဖြစ်နေဟုတ်လားစပစ်တီးအလုံးချင်းနေကြီးပဲဖြစ်နေမင်းတို့အုပ်စုတွေကခုံဟတ်လို့လည်းမမီးဆိုတော့ပွင့်လင်းလင်းပြောလိုက်မယ်ဒေါ်အောင်ဆန်းစုကြည်ကအခုရာပြည့်တို့နဲ့ညှိနှိုင်းနေတဲ့ကိစ္စအကောင့်ထဲပေါ်ခဲ့ရင်မင်းတို့အားလုံးခွေးပြပြီမြန်မာပြည်ကတော့တော်တော်စုပ်ပြတ်ကျင်မှွသွားပြီအောင်ကြည်ညွန့်ဒါအောင်ကြည်ညွန့်အပိုင်းကိုပြောတာ
နောက်တစ်ပိုင်းထပ်ပြောမယ်ရွေးကောက်ပွဲကအားလုံးကခင်ရီလက်ထဲမှာခင်ရီကဒီပါတီကဘယ်နှယောက်ဘယ်သူကဘယ်နှယောက်ဘယ်နယ်မြေမှာဘယ်နှယောက်လူထွက်ပြမှာလည်းမဟုတ်ဘူး Facebook ပေါ်ကတင်ပြီးလုံမဲ့ရွေးကောက်ပွဲမျိုးအခုကနိုင်ငံတော်ရဲ့ General Election မဟုတ်ဘူးခင်ရီကျင်းပတဲ့ Election Okay ဒါဆိုရင်မင်းတို့ခင်ရီကိုဘယ်လိုအရေးယူမလဲကြားပြဆိုရလည်းမရှိဘူးစစ်တပ်အနေနဲ့လည်းကျင်းပပေးခွင့်မရှိဘူးခင်ရီကကျင်းပပေးမဲ့ရွေးကောက်ပွဲအားလုံးကခင်ရီပါတီကိုသွားတယ်ခင်ရီပါတီရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာနေရတယ်အဲ့ဒါမှန်သလားလို့ဟမ်ဆိုခင်ရီပါတီမဟုတ်တဲ့လူတွေလည်းအသက်ခံနေရတယ်ဟုတ်တဲ့လူတွေလည်းအသက်ခံနေရတယ်ဆိုတော့ပြောချင်တာရိုးရိုးရှင်းရှင်းလေးပဲကြားပြအစိုးရကိုမင်းတို့ငိမ့်ချမ်းရေးတွေဘာရေးတွေမင်းတို့စောက်ရှက်လည်းမရှိဘူးလိုက်ပြောနေဒီတိုင်းမှမင်းတို့မဟုတ်လို့စက်ကူကတ်နေအခုတိုက်နေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေမင်းခေါ်လိုက်မင်းတို့ခေါ်လိုက်ကဲဘိုလ်ချုပ်ထွန်းမြတ်နိုင်လာခဲ့ဘသူလာခဲ့ KN ကဘသူလာခဲ့ကရားဘသူလာခဲ့ချင်းကဘသူလာခဲ့ဆိုအစိုးရဖွဲ့လိုက်လीမင်းတို့တိုက်စရာလိုသေးလားသေးစရာလိုသေးလားဟမ်ရဆာအာရာဖတ်ဒီလောက်တပုံထားနေတာကွာရစ်ဆက်ရာဘင်နဲ့လက်ဆွဲနှုတ်ဆက်ခိုင်းပြီးတော့နိုဘယ်ငင်းငင်းစုပေးလိုက်တယ်ကွာရဆာအာရာဖတ်တပုံထားမရတော့ဘူးအဲ့ဒါနဲ့ဟာမတ်စ်ပေါ်လာတာကွာကဲရှင်းလားဒါပေမဲ့သူတို့နှစ်ယောက်စလုံးလောက်ကြံခံလိုက်ရတယ်ဘလို့တနာဖို့ကောင်းလဲအစ္စရေးလည်းငင်းငင်းကျင်ပြီပါလက်စတိုင်းလည်းငင်းငင်းကျင်ပြီနှစ်ရာပေါင်းများစွာဖြစ်လာတဲ့ပြဿနာကိုရစ်ဆက်ရာဘင်နဲ့ယာဆာအာရာဖတ်အခုထားပေးခဲ့တဲ့ပါလက်စတိုင်းမာမော့စ်အဘတ်တို့ဦးဆောင်နေတဲ့အစိုးရပဲ UN မှာစကားပြောနေတာလေဘယ်ဟာမတ်တကောင်ကစကားလာပြောစရာရှိလို့လဲလို့ဟုတ်တယ်မလားမင်းတို့အဲ့ဒါလေးအတူယူလိုက်ပါလားတော်လှန်နေတဲ့အဖွဲ့အစည်းတွေအားလုံးပူးပေါင်းပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အစိုးရတရဖွဲလိုက်လေကွာဘယ်လိုလုပ်ပြီးတော့ခေရီလုံးမဲ့စောက် election ကြီးမလို့လုပ်ရမှာလဲနိုင်ငံတော်တခိုးကြဘိုးလေခင်ကြီးကဟုတ်တယ်မလားတော်တော်ဆိုးတာပဲကွာမင်းတို့မှာ information မရှိလို့ဆိုလဲမဟုတ်ဘူးရှိပြီးသားခင်ကြီးဘလောက်ခိုးတယ်ဦးမြမောင်နဲ့ပတ်သက်တဲ့မိုးကုတ်ဦးမြမောင်နဲ့ပတ်သက်တဲ့လေးလောင်းပြန်လူသားမှုမှာခင်ကြီးဘလောက်တာဝန်ရှိတယ်ဟာအဲ့ဒီလိုလူသားမှုတွေကိုတာဝန်ရှိခဲ့တဲ့ကောင်တကောင်ရဲ့စီစဉ်ဆောင်ရွက်မှုစီမံမှုနဲ့ဒီရွေးကောက်ပွဲကြီးကိုကျင်းပမယ်ဆိုတော့ဟာကျေးဇူးတင်ပါတယ်ဂုဏ်ကျက်လေးပါဗျာ